Hi, hello guys. ဒီနေ့မှာတော့ပြင်နေဖြူနေနဲ့စထားတဲ့တော့ခုမှပဲဖြစ်ပါတယ်။ဒါကင်းမတင်လေးပေါ်ထားရပါတော့။ကမချက်ပြီးတိတ်ပြီးကြက်မပြီးဘူးနော်။ကမယူနေတာပေါ့နော်။အခုစပြီးခုံပါတော့မယ်။တွေ့လားပေါ်မှာကြွိုင်းရတွေ့လား။ကျမတော့ခုံပါမရှိ။ကျမတငယ်ချင်းအကောင့်တည်ချင်နေဆိုရင်တော့မှန်ခဲ့ကြပါတော့လွယ်နေတော့ပြပြမှာပါရှင်ဖိကျမသွားမယ်ပေါ့အကုန်လုံးကျမကတော့စကွာဗီဒီယိုတွေတင်ပါတယ်ဒါပေမဲ့မိုဘိုင်းကြီးဗီဒီယိုအဲ့လိုမတင်ပါဘူးဆော့တယ်မဟုတ်ပါဆော့တယ်ပါကျမဗီဒီယိုရိုက်ဖို့လို့ဗီဒီယိုရိုက်တော့မှဆိုလို့ရှင်ဒီကခဏတိတ်နေလို့ပါအားကြောင့်မတင်ပြဘူးဖြစ်ပါရှင်ပြီးတော့ကျမတကယ်ပြောတာပါကျမအရင်ကျမ TikTok ကောင်းပါတော့ရေကျမအရင် TikTok ကပြတ်သွားပါကျမအရင် TikTok ကောင်းပါတော့ကျမနာမည်ကြောင့်မြက်ဆိုပြီးပြောရအောင်မြက်ဟန်တာဆိုဖောက်ခါပါတာကျတော့ခွက်ချောက်ကင်နေဆိုဖောက်ရအောင်မြက်ဟန်တာဆိုအကောင်ပိုင်းမှာကျမ fan လေးကိုအရင်လိုအပ်နေပေါ့နော်သူတို့လည်း YouTube ပေါက်တာလို့ကျမကိုမှတ်မိလို့ရှိတယ်လာပြီးဟိုင်းတာလေးဖြစ်ပေါ့နော်ကောင်းလေးပါလေးအပေးဖို့ပြောချင်ပါရှင်ကျမခံလေးလည်းရင်ထီရပါရဲ့နော်ကျမတိတော့ကောင်းတော့ပြန်ဖောက်ဖို့ချီလည်းမရှိပါဘူးအဲဒါကြောင့်ကျမခံလေးပါ YouTube ကောက်မဖောက်ထားရင်တော့မှကျမတို့တို့ရှင်ဗီဒီယိုလေးကိုကြည့်သွားပြကြပါအောင်ရှင်ကျမfanလေးကိုပြောချင်ပါရဲ့လို့အားလုံးပဲပေါ့နော်ကျမ fan လေးကိုလည်းရင်းရှိပါကိုကကြောင့်ကျမဒီ YouTube အကောင့်ဖောက်ပြီးတော့ဒီမှာပြန်တင်လိုက်တာပေါ့နော် TikTok ကကြောင့်လုံးဝကျမအမေကလည်းလုံးဝမဖောက်ခိုင်းတော့တာပေါ့နော်အားကြောင့်ကျမတို့YouTube ကောင့်မဖောက်တော့ပါဘူး TikTok ကောင့်မဖောက်တော့ဘူးပေါ့နော်YouTube ကောင့်မှာပဲဒီရင်အလုပ်လေးဆက်လုပ်ပါမယ်နော်ဒါလေးကိုတာခွန်နဲ့ပြောရဖြစ်ပါရဲ့ကျမအရင်ကောင့်fan လေးတွေကိုကြားတော့ပေါ့နော်YouTube ကောင့်ရှိတဲ့သူတွေကိုကြားတော့လေYouTube ကောင့်ရှိတဲ့သူတွေကြားတော့ပေါ့နော်ကျမကောင့်လေးကိုမအဖြစ်ရင်တော့ပေါ့နော်ကျမကိုလိုက်လေးပေးသွားကြပါအောင်လို့ပြောချင်ပါရှင်ဒါတော့ပြောရဆိုနေပေါ်ရောက်ပါပါနော်နောက်ကကျမတကယ်ချင်းစောင်းတားကြနေလို့ပေါ့နော်အတန်းတော့မတွင်းလိုက်တော့ပါဘူးအတန်းတော့မတွင်းတော့ဘူးပေါ့နော်ဒါပေမဲ့ကျမရင်ကြတယ်ဒါပေမဲ့ကျမလည်းအတန်းနင်းဖို့လုပ်လိုက်ပါနော်